ထုတ်လိုက်ထားလိုက်ပြက်ဒီထိုင်းစုံနေရလေရွှေဥမင်တော်ရကျောင်းမှာတွေ့ခဲ့တာပေါ့နော်တချောင်းလုံးမှုေးကြိုင်နေလို့ဘာနဲ့လေးလို့လိုက်ရှာတော့အမလေးထိုင်းစုံနေဆိုတာလေနည်းနည်းနော်မဟုတ်စိုက်ထားတာတကယ်မှုေးကြိုင်ပြီးတော့ပွင့်နေအောင်တချောင်းလုံးမှုေးဤနေသူ့ရဲ့ဒေတာအင်ဒိုချိုင်းနာသူလာတဲ့နေရာအင်ဒိုချိုင်းနာမလေးရှားဖိလစ်ပင်းချိုင်းနာပေါ့နော်အဲ့ဒီဘက်ကလာတာဗမာမျိုးရင်းတော့မဟုတ်ဒီပင်ကလေအပူတံကိုလည်းခံနိုင်တယ်ပေါ့နော်ဘာလို့ဆိုတော့မန္တလေးမှာတပင်စိုက်ထားတာလုံးဝအဲ့ဒီကောင်ကရေလောင်းစရာလည်းမလိုပဲနဲ့ဖြစ်တာလေသူပွင့်တဲ့အချိန်ဆိုသူဟာသူပွင့်တယ်အကျန်းခံနိုင်တဲ့ပင်